မင်္ဂလာပါကလေးတို့ရေဒီကနေ့မှာပြပြပေးခြင်းတဲ့ပုံမြင်လေးကတော့ဇီဝဆိုးမင်းသားလေးတဲ့ရှေးခါတော့ကအတ္တလန္တိတ်သမုဒ္ဒရာရဲ့အောက်မှာနဂါမင်းသမီးလေးဂျစ်စီဘေဟာတပင်တိုင်းကြောက်ဖြူနှန်းနဲ့နေကြရာကဘာကြီးပူနေပြီးတော့ရေငွေ့တွေပြန်တဲ့အတွက်ရေတွေခန်းချလာကသမုဒ္ဒရာရေမျက်နှာပြည့်နှိမ့်ချလာတော့နဂါမင်းသမီးလေးဂျစ်စီဘေရဲ့တပင်တိုင်းကြောက်ဖြူနှန်းကရေမျက်နှာပြင်ပေါ်လာတော့တယ်အဲ့ဒါကြောင့်သမုဒ္ဒရာတွေကနေထိုးထွက်နေတဲ့ကြောက်ဖြူတပင်တိုင်းနှန်းရဲ့ပရင်းပေါက်ကနေနဂါမင်းသမီးလေးဂျစ်စီဘေဟာပတ်ဝန်းကျင်ရှုကေကိုနေ့စဉ်ငေးမောကြည့်ရှုလေးရှိတယ်။အဲ့ဒီအချိန်မှာဇီဝဆိုးမင်းသားလေးကမြင်းပြန်စီးပြီးတော့ကောင်းကင်ကပြန်လာလေရာနဂါမင်းသမီးလေးဂျစ်စီဘေနဲ့အကြည့်ချင်းစုံကြရပြီးတဦးနဲ့တဦးချစ်ကြိုးတွေ့သွားမိတော့တယ်။ဂျစ်စီဘေရဲ့ကိုမင်းကိုတိတ်ချစ်တာပဲ။ဂျစ်စီဘေကလည်းမောင်မောင်လိုပါပဲကွယ်။ဒီခါမှာတော့ကြောက်ဖြူတပင်တိုင်းနှန်းထဲမှာချစ်သူနှစ်ဦးချစ်စကားပြောနေကြတော့ဂျက်စီဘေရဲ့ဖခင်နဂါမင်းကြီးကရေထဲကနေဘွားကနေပေါ်လာတော့တယ်။အိုးဖခင်လာပြီးဒုက္ခပဲ။အောင်မေရဆဆဘယ်ရကောင်လဲပြေပြီတော့နဂါမင်းကြီးကသူ့သမီးရဲ့တပင်တိုင်းနန်းဆောင်ထဲမှာဇီဝဆိုးမင်းသားလေးကိုတွေ့ရတော့ဒေါသအကြီးအကျယ်ထွက်သွားတော့တယ်။ဇီဝဆိုးမင်းသားလေးကလည်းလမ်းဖြန့်ပြီးတော့မြင်းပြန်ရေးစီကထွက်ပြေးပေမဲ့နဂါမင်းကြီးကအာကရွေးကိုဟာကမီးတောင်မီးလျံနေနဲ့မှုတ်ထုတ်လိုက်တော့တယ်။အဲဒီကမြင်းပြန်ကြီးကမီးလောင်ကျွမ်းသွားပြီးတော့သမုဒ္ဒရာရဲ့ပြုတ်ကျကတိတ်ဆုံးသွားရတယ်လို့ဇီဝဆိုးမင်းသားလေးကလည်းရေထဲနှိမ့်မြုပ်ပြီးတော့ကွယ်လွန်သွားရတော့တယ်။မြင်းပြန်ကြီးဟာတိတ်ဆုံးသွားရပြီးရဲ့နောက်ပင်လယ်ပြန်ကြီးဖြစ်လာရတော့တယ်။သူဟာမြင်းပြန်ဘဝတော့ကကောင်းကင်တက်မှာပြန်တန်းခဲ့တယ်လို့ပင်လယ်ပြန်ဘဝမှာလည်းပြန်တန်းနိုင်ဖို့ကြိုးစားပေမဲ့အတောင်ပံနေမပါလို့မပြန်တန်းနိုင်ပါဘူး။ဒါကြောင့်ပင်လယ်ပြန်ကြီးကရေပြင်ပေါ်ခုန်တက်ရင်လေထဲမှာဂျုံမဲထိုးနေရတော့တယ်။ဇီဝဆိုးမင်းသားလေးကတော့ကွယ်လွန်သွားပြီးရဲ့နောက်ဇီဝဆိုးငှက်ကလေးဖြစ်သွားရတယ်။နဂါမင်းကြီးဟာကြောက်ဖြူတပင်နန်းစာကိုသူ့ရဲ့အမိနဲ့ရိုက်ချိုးဖျက်ဆီးလိုက်ပြီးသူ့ရဲ့သမီးတော်ဂျက်စီဘေကိုရေအောက်နန်းတော်စီကိုခေါ်သွားတော့တယ်။ဇီဝဆိုးငှက်ကလေးဟာသူ့ရဲ့ချစ်သူကိုသမုဒ္ဒရာပြင်အနှံ့လိုက်ရှာရင်မောပန်းလွန်းလို့ကြောက်ဆောင်နေထက်မှနားနေတဲ့အခါမောလွန်းတဲ့အတွက်စားပြီးရဲ့အစာတွေပြန်အန်လျက်ရှိတော့တယ်။အဲဒီရဲ့အန်ဘတ်တွေကနေဇီဝဆိုးငှက်တိုင်းဆိုတာဖြစ်ပေါ်လာရတာပါပဲ။အခုချိန်ထိဇီဝဆိုးငှက်ကလေးတွေကသူ့ရဲ့ချစ်သူကိုသမုဒ္ဒရာပင်လယ်ပြင်နဲ့လိုက်လံရှာဖွေနေတော့မှာပဲ။အဲဒီအန်ဘတ်တွေကနေဇီဝဆိုးငှက်တိုင်းဆိုတာဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်။အခုချိန်ထိလေဇီဝဆိုးငှက်ကလေးတွေကသူ့ရဲ့ချစ်သူကိုသမုဒ္ဒရာပင်လယ်ပြင်နဲ့လိုက်လံရှာဖွေနေရတော့မှာပဲ။ကလေးတို့ရေပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နောက်ထပ်ဒီလိုမျိုးပုံမြင်ကောင်းလေးတွေကိုနားဆင်ချင်နေဆိုရင်တော့မမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့အတွက်တောင်းဆိုပါရနော်။နားဆင်အားပေးခဲ့ကြတဲ့မောင်လေးညီမလေးများအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။